တက်တက်လုံးလက်မောင်းတုပ်လို့ဂျိုင်းပြက်တွေလက်ပြက်တွေမဝတ်ရဲပဲနဲ့ပေါ့နော်ဖြစ်နေတဲ့မမများရှိလို့ရှိရင်ဒီကျမကလေးကျင်ငယ်လေးတစ်ခုပေါ့နော်အရန်ကိုထိရောက်တဲ့လေးကျင်ငယ်လေးတစ်ခုကြောင်းပြပြချင်လို့ပါဒီလေးကျင်ငယ်လေးလုပ်မယ်ဆိုရင်သူကရေတံမှုလေးတစ်ဘူးလိုမယ်လေးကျင်ငယ်လေးကလုံးရရလဲရမ်းလွယ်ကူတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုရင်မချိုးခင်မှာဒီလေးကျင်ငယ်လေးကိုလိုက်ပြီးလှုပ်ကြည့်ပေါ့နော်နေ့တိုင်းတော့လှုပ်ပေးပေါ့နော်ကိုကစားလုပ်တော့မယ်ဆိုရင်ကိုရဲ့လက်မောင်းလေးနှစ်ဖက်ကဒီနှစ်ရွက်လေးနဲ့ကတ်နေရမယ်ပေါ့နော်ကတ်ပြီးတော့မှကိုကလက်ကိုဆန့်ထုတ်မယ်ပြီးတော့ပြန်ချမယ်ဆန့်ထုတ်မယ်ပြန်ချမယ်ပေါ့နော်အဲ့လိုလေးကိုအခါ60ဒါမှမဟုတ်ရင်ကိုလုံးနိုင်ရင်လုံးနိုင်သလောက်လုပ်ပေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုလာချီလာတဲ့အခါမှာကိုရဲ့ result လေးတွေကလက်မောင်းရဲ့result လေးတွေကတိတာလာလိမ့်မယ်လက်မောင်းလေးတွေအစီလေးတွေကျပြီးတော့မှတီးသွယ်ကျစ်လက်လာလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုတစ်သက်လုံးဝတ်လို့မရတော့ဘူးလို့ထင်ထားတဲ့လက်ပြက်လေးတွေဂျိုင်းပြက်လေးတွေပြန်ပြီးတော့ဝတ်လို့ရပါလိမ့်မယ်